သားစုတွေစုံနေစွာခိုးနာမှုတဲ့ရင်ခွင်ဟာပျော်ရွှင်ချမ်းသာမြစ်ရာအေးရဲ့အိမ်လေးတစ်လုံးပါဗျာတဏီမို့ထရံကငွေတင်မပြေဆုံးတော့လေထာဝရရဲ့ရိမ်မြုံကလေးပါဘူပင်လျာဘာမှမရှိပါနှွေထွေးမှုများနေတာခိုးလုံးခဲ့သောမေတ္တာကဘာတီရီကေဟာအမြည်ပေကမွန်တင်ခင်လေဗျာမိဘမေတ္တာဆိုတာသာသမီတိုင်းတွေခိုးနာရအကျွေရောက်လာတော့လေဝမ်းစာရည်တွေတနေ့တည်းထွက်ခွာယုံကြည်ရာပန်းနိုင်ရင်တွေလမ်းလျှောက်နေစမှာအမေရဲ့ကျင်နာရိတ်မှာအဖေရဲ့ကျင်နာရိတ်မှာငယ်စဉ်ကလေးရွယ်ကလူသူ့ຫນွယ်လူလည်းမဖြစ်ပါကိုယ်တိုင်ဖြည့်ရှင်ရစဉ်မှာလွယ်ရဖို့တီရီကအဖေရဲ့ကလေးဝေးကပြန်ကျင်တာမိသားစုတွေစုံနေစွာခိုးနာမှုတဲ့ရင်ခွင်ဟာပျော်ရွှင်ချမ်းသာမြစ်ရာအေးရဲ့အိမ်လေးတစ်လုံးပါဗျာတဏီမို့ထရံကငွေတင်မပြေဆုံးတော့လေထာဝရရဲ့ရိမ်မြုံကလေးပါဘူပင်လျာဘာမှမရှိပါနှွေထွေးမှုများနေတာခိုးလုံးခဲ့သောမေတ္တာကဘာတီရီကေဟာအမြည်ပေကမွန်တင်ခင်လေဗျာမိဘမေတ္တာဆိုတာသာသမီတိုင်းတွေခိုးနာရအကျွေရောက်လာတော့လေဝမ်းစာရည်တွေတနေ့တည်းထွက်ခွာယုံကြည်ရာပန်းနိုင်ရင်တွေလမ်းလျှောက်နေစမှာအမေရဲ့ကျင်နာရိတ်မှာအဖေရဲ့ကျင်နာရိတ်မှာငယ်စဉ်ကလေးရွယ်ကလူသူ့ຫນွယ်လူလည်းမဖြစ်ပါကိုယ်တိုင်ဖြည့်ရှင်ရစဉ်မှာ